ဝင်လာလေမေးရတယ် အထက်ဝင်လာလို့ရတယ် တို့ရအကုန်လုံးခွန်းလို့လေ တိန်လုံးသူရေမွေးနေမွေးကြိုင်ပါပဲတိန်လုံးနော်သူပတ်နေလားဒီအောင်ပတ်ငိုနေလားသူအမြဲတမ်းပတ်တယ်သူခေါ်တော့ပြီတော့ဟိုအကြမ်းနဲ့ဆရာမလမ်းဟောတယ်သူဒီနားမှာရောက်နေပြီဒီနားမှာငိုရင်သူ့အိမ်ရှိရောက်သူ့အိမ်ရှိမှာငိုနေတယ်သူကိုဝေးရဖွင့်လို့တယ်လို့ပြောမှာတဲ့သူအိမ်နဲ့ဝင်မယ်လို့ပြောတယ်မွေးရတယ်ဟုတ်တယ်မွေးရတယ်ဟုတ်တယ်ရေမွေးရရရေမွေးတော့ရတာဟောရေမွေးရရတယ်သူ့ကိုလောက်ကျန်တဲ့ကောင်ကြီးကအဲမောက်ကုန်ထားတယ်လို့သူဝင်ရတယ်သူ့ကလည်းသူဝင်လို့မရဘူးဖြစ်နေတယ်တဲ့ကြားမြင်စရာမှလမ်းပြောတယ်မွေးလိုက်ရတော့မွေးရတော့ဒီနားမှာနော်ဒီမှာဆိုတော့မဟုတ်ပါဘူးနော်မစိုးမှာဒါပေါ့ဒါလေးပြောလေဒီမဲ့ရေဘူးရဲ့နာတော့ဒီမှာလေးရေဘူးလေဒီမှာအဲ့ကြားမြင်စရာမှဘလို့ဒီမှာရေဘူးအဲ့ဒါမွေးတယ်ဆရာဒီမှာသူကတော့ကြောက်လာတယ်ဒီလိုသူဒါကြောင့်နေမှာပဲသူကိုတော့နေဒီလိုကိုလိုမိစားခေါ်တယ်ကျတော့သူ့ဘာလာပြောတာပဲဒီလိုဒီခေါ်တယ်မရငါနဲ့ဆုံးရတယ်ဒီလိုမပြောဘူးနဲ့တော့ငါလည်းအဲ့ဒါသိစမယ်နော်ဒီကူတော့မပြောပါဘူးလည်းစားရတယ်ဒီကနေ့ဒီပြောမဝင်လာတယ်လည်းစားရတယ်သူကိုယ်တိုင်ပေါ်တော့မှရမှာဘူးကောင်းနေဘုရားကိုယ်တိုင်ပါးစားပြောမှရပါအခုတို့လည်း live စားရတယ်ဒီအဲ့လည်းစားရတယ်ဘယ်လိုလဲတဲ့ခိုင်းနေလားဆက်ပြီးစားတာမနေ့ပြန်နေလာပဲနော်မနေ့ပြန်လည်းကြားဝင်လာတယ်နော်